ရဲ့ spice မှာခင်းထားတဲ့ Heidi buffet ကဘာတွေပါလဲဆိုတော့ဝင်စားကြည့်ကြ အပြင်မှာအလကားဝယ်ဆိုင်ဈေးကျမန်နူရမြန်မာငွေ8000ဝန်းကျင်နဲ့Paradise Hotel မှာဆောက်လို့ရတဲ့ Heidi buffet လေးမလို့ဒါလေးလည်းတင်ပေးချင်လာအဲ့တော့ဘာတွေပါလဲဆိုတော့အရင်ပြောပြ Heidi buffet ဆိုတဲ့အတိုင်းမှာတစ်စက်ဥယျာဉ်ကြီးရဲ့ရောက်သွားတဲ့လူမျိုးဒီလိုမျိုးတက်ခင်းတာတွေ့ရတယ်အများဆုံးတွေ့ရတာတော့ဒီမှာ sandwich တွေဒီလိုပုံစံမျိုးစုံအရသာမျိုးစုံနဲ့ခင်းတာအသီးတွေတူနာတွေ ceremony နဲ့ကိုလုပ်ထား Hotel Heidi buffet ရဲ့အသားချက်ကတခြား restaurant စီမှာမရနိုင်တဲ့ကိတ်တွေဒီလိုအဝါထိုင်စားလို့ရတာနေရင်တော်တော် fine နေဒီမှာဆို dessert တွေကြီးပဲမဟုတ်ရှားဒီပေါ်စိန်တလုံးတရက်တီ Japanese station က sushi တွေ Jinsan station လည်းရှိတယ်ဒီ buffet ကိုပြရရဲ့ဈေးနဲ့တန်အောင်စားချင်တယ်ဆိုလို့ရှိရင်တော့ barbecue station က barbecue ရလုံးဝမစားမဖြစ်ဘူးနောက်တစ်မျိုးကအသား9မျိုးနဲ့ ingredients တွေကို customize ရွေးလို့ရတဲ့နိုင်ငံခြားမှာလည်းနာမည်ကြီးရဲ့ live subway sandwich station က sandwich ရှိရင်တော့ pasta ရှောင်းမနဲ့ Vietnam spring roll အပြင် fried menu တွေလည်းပါသေးတယ်ပြီးတော့ hotel swimming pool လည်းအဆက်ဖြစ်တဲ့အတွက်စားပြီးရင်ရေပါကူးလို့ရတယ်ခင်ဗျားကတော့အရှိမတွေ့တဲ့အတိုင်းပဲအများကြီးပဲ buffet ဆိုတာပြန်လဲထိုက်လို့ရတာဖြစ်တဲ့အတွက်ရှင်စားကြည့်ချင်တာလေးပဲနည်းနည်းစီယူလာခဲ့လိုက်ဒါအောင်စားချင်တာကြီးများပြီးလက်လွန်ချက်သွန်ဖြစ်သွားသေးရဲ့ဒါပေမဲ့လည်းညီမနှစ်ယောက်စားမှဆိုတော့တော့ပါပဲပစတာကိုလည်း ingredients တွေ taste တွေကအစားကိုစိတ်ကြိုက်မှလို့ရဘာဆဆပူပူလောလောလေးစားရတဲ့ taste ကတော့အမိုက်ဆုံးပစတာလေးကလည်းမှာခဲ့ရရတာတိုင်းကွက်ကြည့်ရှင်ကြိုက်လုံးခဏခဏမှာစားဖြစ်တာတော့ဒီ Vietnam spring roll သူအသားကိုကြုတ်ဝက်မယ်၃မျိုးရွေးလို့ရလို့၃မျိုးလုံးလည်းထိတ်စားလို့ရနောက်တစ်မျိုးကလုံးဝမစားမဖြစ်ဒီရရှောင်းမှာသူလည်းစိတ်ကြိုက်အသားကို၃မျိုးရွေးလို့ရပြီးတော့မှားမလက်လက်ဆက်ဆက်လုပ်ပြီးဂျုံသားအီလေးနဲ့တကိုက်ဆိုတလောက်ဆွဆွဲလန်းလန်းအကင်တွေကိုလည်းမှာမกินပေးရအဲ့တော့ပူပူမွမွေးလေးနဲ့အရသာရှိရှိလေးစားရတယ်ရွှေရှိမှာပြောရင်နိုင်ငံခြားမှာနာမည်ကြီးနေတဲ့ Subway Sandwich Station က sandwich လေးရောရှင်ချာကိုဘရက်လေးနဲ့မှာတာဒါလေးက salmon lover တွေအတွက်ပျော်ရွှင်မှုလေးတောက်ဆန်အနေနဲ့ free flow mochi coffee fresh juice နဲ့ soft drink တွေလည်းပါတယ် strawberry နဲ့ဘာကလည်းစားလို့ရတယ်တရသီးဆိုတော့စိန်လုံးတရသီးကိုဒီလိုမျိုးမှားမလက်လက်ဆက်ဆက် fresh ဖြစ်လေးပေးအားကြောင့်ရာသီပေါ်စိန်လုံးမှန်မျိုးရဒီလိုမျိုးလွှမ်းမိုးနေတာတယောက်ချေကုံရလာလို့မင်းနဲ့စားပေးမယ်ညီမလေးရှိပြီးတော့လေ outdoor area မှာလည်းဒီလိုလှလှလေးဓပုံရိုက်ရင်စားလို့ရအပြင်မှာဆိုကြီးကနေရောသီးထားမယ်ပြောရရင်ခဏတစ်ဖြုတ်ဓပုံရိုက်တာလောက်ပဲကောင်းတယ်အထဲမှာ AC စားပါအထဲမှာဆို aircon အေးလေးနဲ့ hotel Heidi buffet ကို luxury vibe အပြည့်နဲ့စားပြီးတော့ live band လည်းရှိရတဲ့အတွက်တချင်းညင်ညင်လေးနားထောင်ရင်းနဲ့ပေါ့ဒီ Paradise spice မှာလေ table လေးတော်တော်များပြီး area လည်းတော်တော်ကျယ်အဲ့တော့ဓပုံရတာဝါသနာပါတဲ့သူတွေဆိုလို့ရှိရင် swimming pool အစားဖြစ်တဲ့အတွက်ပူးဆိုင်မှာလည်းဓပုံရလို့ရတယ်Paradise ရဲ့ hotel lobby လေးလည်းလာတယ်ဒါကတော့ကျွန်မပဲများခဲ့တဲ့ပုံလေးအဲ့ဒီ buffet ကြောင့်ပြပြမှာဆိုလို့ရှိရင်ဒီ Heidi buffet လေးက Paradise ရဲ့ spice မှာအပတ်စဉ်စနေတနင်္ဂနွေနေ့လယ်12နာရီကနေ3နာရီခွဲထိခင်းတယ်တော့ဆက်မယ်ဆိုရင်တော့မသွားခင်ကြိုပြီး booking လုပ်ထားရတော့ပိုကောင်းတယ်